ဂျပန်နိုင်ငံကမြန်မာနိုင်ငံကလူငယ်တွေအတွက်ရွေးချယ်စရာကောင်းတဲ့နိုင်ငံတစ်ခုဖြစ်နေသေးသလားဆိုတာကိုဒီဗီဒီယိုထဲမှာဆွေးနွေးကြပါတယ်အခုတလော Facebook မှာကြည့်မယ်ဆိုရင်ဂျပန်လာတာမကောင်းဘူးဆိုပြီးတော့ဂျပန်ရောက်ပြီးသွားတဲ့နောက်ဒုက္ခရောက်တဲ့ကိစ္စတွေပဲစီပြီးတော့ရေးပြထားတဲ့သူတွေလည်းအများကြီးရှိတယ်လို့မျိုးဂျပန်လာတာကောင်းတယ်လို့ပြောနေတဲ့သူတွေလည်းအများကြီးရှိတယ်ပေါ့နော်ဆိုတော့အဲ့ဒါဘာဖြစ်လို့လဲဆိုတော့လာတာကောင်းတယ်လို့ပြောတဲ့သူတွေကသူတို့မျက်စိရှိမှမြင်နေတဲ့လူအများစုဒါမှမဟုတ်သူတို့ကိုယ်တိုင်ဒီအဆင်ပြေနေလို့လာတာကောင်းတယ်လာခဲ့ပါလို့ပြောတာဖြစ်တယ်လို့မျိုးမလာတာမကောင်းဘူးလို့ပြောတဲ့သူတွေကကြတော့လေဒါသူတို့မျက်စိရှိမှအဆင်မပြေတဲ့သူတွေသူတို့ကိုယ်တိုင်လည်းအဆင်မပြေနေတဲ့ဟာတွေကိုတွေ့ကြုံရတာများတဲ့အတွက်ကြောင့်မလို့လာတာမကောင်းဘူးလို့ပြောကြတာမျိုးဖြစ်နိုင်နေပေါ့နော်အဲ့တော့ဘလို့ပဲဘသူကဘလို့ပဲပြောပါစေကိုဘဝလမ်းကြောင်းတစ်ခုအတွက်နိုင်ငံတစ်ခုကိုသွားပြီးတော့တစ်ကစမယ်အခြေချမယ်လို့စဉ်းစားတဲ့အခါကျရင်ဒီကောင်းနေမကောင်းဘူးဆိုတဲ့ဟာတွေကိုပဲလူတဦးတစ်ယောက်ချင်းရဲ့အထင်အမြင်တွေကိုပဲနားထောင်ပြီးတော့မှကိုဘဝအတွက်ဆုံးဖြတ်တယ်ဆိုတာမျိုးကတော့မဖြစ်သင့်ဘူးပေါ့နော်အဲ့တော့ဒီဗီဒီယိုထဲမှာတော့ဒီလိုမျိုးဂျပန်လာဖို့စဉ်းစားနေတဲ့သူတွေဝေခွဲမြရဖြစ်နေတဲ့သူတွေအတွက်နည်းနည်းလေးပဲဖြစ်ဖြစ် idea လေးရသွားအောင်လို့ကျွန်တော် sharing လုပ်ပေးချင်ပါတယ်ဆိုတော့ဒီဗီဒီယိုကြည့်ပြီးတော့လာမယ်လို့ဆုံးဖြတ်တာလည်းမဖြစ်သင့်တယ်လို့မျိုးမလာဘူးလို့ဆုံးဖြတ်တာလည်းမဖြစ်သင့်ဘူးပေါ့နော်ဒါပေမဲ့လို့ဒါကကိုယ့်အတွက်ကိုးကားစရာတစ်ခုထည့်ပြီးတော့စဉ်းစားစရာတစ်ခုဖြစ်လိမ့်မယ်လို့ထင်ပါတယ်ဂျပန်မလာတင့်ပါဘူးလို့ပြောတဲ့သူအများစုကထောက်ပြကြတဲ့အချက်တွေကမကောင်းတဲ့အချက်တွေများပါတယ်အဲ့တော့နံပါတ်1ကဟုတ်ပါတယ်ဂျပန်မှာလည်းပဲမကောင်းတဲ့အချက်တွေအများကြီးရှိတယ်ပေါ့နော်အရင်တော့ကနေဆိုင်ရင်အခုဆိုရင်အခွန်တွေနှုံးထားတွေတိုးလာတယ်နောက်ထပ်ပိုဆိုးတာကကြတော့ကုန်စည်နှုန်းတိုးမြင့်တာပေါ့နော်ဂျပန်မှာကုန်စည်နှုန်းကအရင်တိုးမြင့်လာတယ်တိုးလာတယ် inflation တွေဖြစ်နေတယ်တစ်ဆက်တည်းမှာပဲဂျပန်နိုင်ငံရဲ့ရန်ငွေတန်ဖိုးကလည်းကျဆင်းနေတယ်ပေါ့နော်ဖြစ်တဲ့ခါကျတော့လူတိုင်းအတွက်ဂျပန်မှာနေတဲ့သူအတွက်နေထိုင်စရိတ်ကပိုကြီးလာတယ်ဒါပေမဲ့တစ်ဖက်မှာသူတို့ရဲ့ဒီလောက်ခလာစာကနေထိုင်စရိတ်တက်လာသလားဆိုတော့မတက်လာဘူးပေါ့နော်ဒါကနံပါတ်1မကောင်းတဲ့ချက်လို့ပြောလို့ရတယ်နောက်နံပါတ်2ချက်ကကြတော့ဒါနဲ့တစ်ဆက်တည်းမှာပဲကျောင်းသားတွေအနေနဲ့ဆိုရင်လည်း28နာရီအလုပ်လုပ်ပြီးတော့မှနောက်တစ်နှစ်ကျောင်းလာခအပြည့်အဝ cover လုပ်နိုင်သလားဆိုတော့မလုပ်နိုင်ပါဘူးနောက်တစ်နှစ်မှာလည်းပဲမိသားစုကအတိုင်းအတာတစ်ခုထိပြန်ပြီးတော့ထောက်ပံ့စရာလိုအပ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီဟာကိုလာဝကနေပြီးတော့မှအလွတ်မပေးပဲနဲ့ပို့ပြီးတော့မှအရင်ကထက်ဆိုင်ပို့ပြီးတော့တင်းတင်းကြပ်ကြပ်ကြည့်လာတယ်အဲ့တော့28နာရီကြော်ပြီးတော့လုံးလို့မရတဲ့အတွက်ကြောင့်မလို့ကျောင်းသားတွေအနေနဲ့လည်းနောက်တစ်နှစ်ကျောင်းလာခအောင်မစုမိနိုင်ဘူးကျောင်းဆက်တက်ဖို့ကိုအားကိုပြီးတော့100ရာခိုင်နှုန်းမဖြစ်နိုင်ဘူးဆိုတဲ့ဟာမျိုးကအဖြစ်များလာတယ်ပေါ့နော်နောက်တစ်ချက်ကကျတော့ဗီဇာတွေတင်းကျပ်လာတယ်ဆိုတာကလည်းဒါ28နာရီနဲ့တစ်ဆက်တည်းပဲပေါ့နော်အချိန်ပိုလောက်ထားတဲ့ကျောင်းသားတွေဆိုရင်ဗီဇာထပ်တိုးလို့မရတာမျိုးတွေနောက်တစ်ခုကကျောင်းထုတ်ခံရတာမျိုးတွေအမျိုးဖြစ်လာတယ်နောက်ဆုံးကိုက work visa ပြောင်းမယ်တခုတေကီနို visa ပြောင်းမယ်ဆိုရင်လည်းပဲအချိန်ကြီးကြော်ပြီးတော့လှုပ်ထားသလားနောက်တစ်ခုကစောင်းတင်းတဲ့အခွင့်အရေးစောင်းရမယ့်အခွင့်အရေးစောင်းထားသလားဆိုတာမျိုးတွေကိုလည်းလာဝကပို့ပြီးတော့မှတင်းကြပ်ကြည့်လာတာဖြစ်တဲ့အတွက် visa ကလည်းဒါတိုးတင်းကျပ်လာတယ်လို့ပြောလို့ရတယ်ပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့ကကြတော့ဂျပန်နိုင်ငံကအခုကလူမျိုးကြီးဝါဒကိုယုံကြည်တဲ့လူတွေကပို့ပြီးတော့များလာတယ်အဲ့ဒါဖြစ်တဲ့အတွက်လူမျိုးရေးခွဲခြားမှုတွေကအရင်ကထပ်ပို့ပြီးတော့မှဆိုးလာပါတယ်အထူးသဖြင့်ဒီအရှေ့တောင်အာရှပေါ့နော်လူဖြူမဟုတ်တဲ့နိုင်ငံခြားသားတွေပေါ်မှာဆိုရင်ပို့ပြီးတော့မှခွဲခြားကြတယ်တဆင့်နှိမ်ပြီးတော့ဆက်ဆံကြတယ်ဆိုတဲ့ပုံစံလည်းအများကြီးဖြစ်လာတယ်ပေါ့နော်ဆိုတော့ဒီလိုအခြေအနေကြားတွေထဲမှာကိုဘွားအတွက်တကယ်ကိုတိုးတက်နိုင်မယ်ကိုဘွားအတွက်တက်လန်းရှိတယ်လို့ယူဆတဲ့သူတွေဆိုရင်တော့ဂျပန်နိုင်ငံကိုလာသင့်ပါတယ်ဟုတ်ပြီအဲ့ဒါဆိုရင်မကောင်းတဲ့ဟာတွေရဲ့တစ်ဖက်မှာကောင်းတာတွေကဘာရှိသလဲဆိုတော့ကောင်းတာတွေကလည်းအများကြီးရှိပါသေးတယ်ဂျပန်နိုင်ငံကကျွန်တော်ရဲ့အမြင်အရပြောမယ်ဆိုရင်တော့ဒါကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ကတော့ရွေးချယ်တဲ့နိုင်ငံတစ်ခုဖြစ်နေသေးပဲပေါ့နော်နံပါတ်1ဘာလို့လဲလုံခြုံရေးအရာအရန်ကိုကောင်းနေသေးတဲ့နိုင်ငံတစ်ခုဖြစ်တယ်အဲ့တော့မိန်းကလေးတယောက်ကရန်ကုန်မှာတယောက်တည်းနေပြီးဂျပန်သားတင်တန်းတက်မလားဒါမှမဟုတ်ဂျပန်မှာနေမလားဆိုရင်လုံခြုံရေးရှုထောင့်ကကြည့်မယ်ဆိုရင်တေချာပေါက်ဂျပန်မှာနေတာသူ့အတွက်ပို့ပြီးတော့လုံခြုံပါတယ်တခြားနိုင်ငံတွေသွားတာထက်လေဂျပန်နိုင်ငံမှာနေတာကပို့ပြီးတော့မှလုံခြုံလိမ့်မယ်လို့ထင်တယ်ဆိုတော့ဒါလုံခြုံရေးအရာပေါ့နော်နံပါတ်2ကျောင်းလာခမြန်မာနိုင်ငံသားတွေကျွန်တော်တို့အတွက်ကတော့ဂျပန်နိုင်ငံက
ပေးရတဲ့ဂျပန်နိုင်ငံမှာပေးရတဲ့ကျောင်းလာခသည်ဈေးကြီးတယ်ဆိုပေမဲ့တကယ်တမ်းကဒါဒီတခြားနိုင်ငံတွေနဲ့ရှင်ဂျပန်နိုင်ငံကအများကြီးသက်သာနေရဲ့ထဲမှာပါသေးတယ် OECD နိုင်ငံတွေထဲမှာဆိုရင်လည်းဂျပန်နိုင်ငံရဲ့ကျောင်းလာခသည်တတိယမြောက်အသက်သာဆုံးနိုင်ငံလို့ပြောလို့ရတယ်သူရဲ့ရှေ့မှာတော့ဂျာမနီတို့ပြင်သစ်တို့ရှိတယ်ပေါ့နော်ဂျာမနီဆိုရင်ဒါလုံးဝ free ပေးတဲ့ပညာရေးစနစ်ကြောင့်မလို့သူတို့ကသက်သာတာဂျပန်နိုင်ငံက free တော့ရတာမဟုတ်ဘူးဒါပေမဲ့လို့တခြားနိုင်ငံတွေနဲ့ဆိုင်အများကြီးသက်သာသေးတယ်လို့ပြောလို့ရတယ်အဲ့ဒါကြောင့်မလို့မြန်မာနိုင်ငံကတကယ်western countries တွေကိုမပို့ပေးနိုင်တဲ့မိဘတွေအတွက်ကတော့ဂျပန်နိုင်ငံကဒါအလယ်လက်တန်းစားမိသားစုတွေအတွက်ကတော့ဂျပန်နိုင်ငံကလက်လန်းမီစေနိုင်ငံတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့နောက်နံပါတ်3အချက်အရပြောမယ်ဆိုရင် information ပေါ့နော်တခြားနိုင်ငံတွေသွားဖို့ဆိုရင်လည်း information တွေကတော့ဒီချိန်မှာအများကြီးရှိတယ် internet ကနေအများကြီးရှိတာသိကြတယ်ဒါပေမဲ့ဂျပန်နိုင်ငံကအခုဆိုရင်မြန်မာလူမျိုးအများဆုံးလာနေတဲ့နိုင်ငံအများဆုံးထွက်လာနေတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့လာဖို့နီလန်းကလည်းပို့ပြီးတော့များတယ်လို့မျိုးကိုယ့်ရဲ့ရည်ရွယ်ချက်ပေါ်မူတည်ပြီးတော့မှရွေးချယ်လို့ရတဲ့ဗီဇာမျိုးစားလမ်းကြောင်းအမျိုးမျိုးရှိတယ်ပေါ့နော်အဲ့လိုမျိုးပဲ information အရဆိုရင်လည်းတခြားနိုင်ငံတွေထပ်ပို့ပြီးတော့မှများတဲ့သဘောရှိတယ်ပို့ပြီးတော့မှလက်လန်းမီတယ်ပို့ပြီးတော့ affordable ဖြစ်တယ်ဆိုတဲ့ဟာတော့ဒါညင်လို့မရဘူးပေါ့နော်နောက်တစ်ချက်ကကျတော့ပညာရေးအဆင့်တန်းအရပြောမယ်ဆိုရင်အခုလက်ရှိမြန်မာနိုင်ငံမှာနေပြီးတော့မှတက္ကသိုလ်တဝက်တစ်ပြက်နဲ့ဘာလို့လောက်ရမှန်းမသိဘူးဖြစ်နေတဲ့လူငယ်တွေအတွက်ဆိုရင်တော့ကိုမိဘကလည်းအတိုင်းအတာတစ်ခုထိတက်နိုင်နေဆိုရင်တော့တေချာပေါက်ဂျပန်လာပြီးတော့မှကိုဖွားရဲ့တက်လန်းတစ်ခုကိုရှာတာကပို့ပြီးတော့ကောင်းပါတယ်ဘာလို့လဲဆိုတော့ဒါမြန်မာနိုင်ငံကပညာရေးlevel နဲ့ဂျပန်နိုင်ငံနဲ့ရှင်ကြည့်မယ်ဆိုရင်ဒါရှင်းစရာတော့မလိုဘူးဆိုတာကတော့အားလုံးသိထားပြီးသားဖြစ်ပါလိမ့်မယ်ဒါလုံးဝညင်းလို့မရတဲ့အချက်ပါနောက်ဆုံးတစ်ချက်အနေနဲ့ကကြတော့ဒါမြန်မာနိုင်ငံမှာဆိုရင်အခုနိုင်ငံရေးအခြေအနေစီးပွားရေးအခြေအနေတွေကအကြဖက်ကိုသွားနေတယ်ပေါ့နော်ဖြစ်တဲ့အချိန်မှာဂျပန်နိုင်ငံကလည်းတိုးတက်နေတဲ့အရန်ကိုတက်နေတဲ့နိုင်ငံတစ်ခုတော့မဟုတ်ဘူးဒါပေမဲ့လို့ကိုယ့်နိုင်ငံနဲ့ရှင်ရင် stable ဖြစ်တယ်ဂျပန်မှာတက္ကသိုလ်ကောင်းကောင်းတစ်ခုကဘွဲရပြီးသွားတာနဲ့တစ်သက်လုံးထိုင်စားလို့ရတဲ့အလောက်ကင်ကောင်းတစ်ခုလုံးဝကုမ္ပဏီအကြီးတွေမှာလောက်ခွင့်ရမယ်ဆိုတော့အာမခံချက်ရှိနေတာတော့မဟုတ်ဘူးဒါပေမဲ့တက္ကသိုလ်တစ်ခုကဆမ်မွန်ကကိုကောလိပ်တစ်ခုကနေပြီးတော့ဘွဲရသွားပြီဆိုတာနဲ့ကိုကအတွက်အာမခံချက်ပေးနိုင်တဲ့အလုပ်တစ်ခုအလဲလက်ပုံမှန်အလုပ်တစ်ခုရတယ်ဆိုရင်တော့မှကိုဘွားက stable ဖြစ်မယ်ပုံမှန်နေတာထိုင်တာဒီမြန်မာနိုင်ငံထက်ပို့ပြီးတော့အဆင်ပြေ living standard တစ်ခုနဲ့နေနိုင်မယ်မြန်မာနိုင်ငံကအလုပ်လုပ်တဲ့ခါကျရင်ပြောတာနော်မြန်မာနိုင်ငံကမိသားစုအတွက်ထိုက်တင်တဲ့လောက်ထောက်ပံ့နိုင်မယ်ဆိုတဲ့ဟာဒီလည်းပဲညင်းလို့မရတဲ့အချက်ဖြစ်ပါတယ်အဲ့တော့ဒါလေးတွေကိုစဉ်းစားပြီးတော့ဂျပန်လာတင်မလာတင်ကိုဆုံးဖြတ်တဲ့နယ်လို့ထင်ပါတယ်သူများပြောတိုင်းနားမယောင်ကြပါနဲ့သူများကောင်းတိုင်းလည်းမကောင်းနဲ့သူများဆိုးတိုင်းလည်းမဆိုးကြပါနဲ့လို့မှာချင်ပါတယ်အားလုံးပဲဗီဒီယိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်